ရွေးကောက်ပွဲမတိုင်ခင်ငင်းချမ်းရေးမယူရင်ဝါကိုကန်အေးအကုန်လုံးကိုအပြက်ရှင်းပြစ်မယ်လို့ပြောထားလိုက်ပါသေးတယ်အဲ့ဒါဟာဘူးလက်လှဆွေတယောက်တည်းရဲ့သဘောထားမဟုတ်ပါဘူးစစ်အုပ်စုတစ်ခုလုံးရဲ့သဘောထားပါဒီမှာကြည့်ပါကျွန်တော်တို့ငယ်ငယ်ကဝါနယ်မှာဘကဘောက်အမုန်းတိတ်တာဘကဘောက်အမုန်းတိတ်တာကာတီတာစပလော်တီတာဒီကောင်လေးပိုင်ဟန်ပါဆမ်းမှာကွက်လေးပဲကြားတယ်အဲ့ချိန်မှာရလိုက်လို့အမုန်းတိတ်ကျွန်တော်အမုန်းတိတ်တာကိုဘယ်သူတိတ်တယ်ဆိုတော့ UWS ရတိတယ်ဒါကြောင့်မို့အခုဒီ2021ဒီကိစ္စပေါ်လာတဲ့ချိန်မှာ UWS ရမပါဘူးမပါတဲ့ခါကျသူကဘောက်အမုန်းတိတ်ခံမှာကြောက်လို့သူကကျွန်တော်တို့အမုန်းတိတ်တဲ့ဟာကိုသူတို့ကခံစားမှုတယ်အခုကျွန်တော်ပြောတာအခုလာမဲ့ရွေးကောက်ပွဲပြီးရင်တက်လာမဲ့အစိုးရတန်းခိုင်ရေးအစိုးရတက်လာပြီဆိုရင်ဘာလုပ်မလဲဆိုတော့ခင်ဗျားတို့ဟဲ့လားတပုံကြီးခင်ဗျားတို့စောစောစီစီငင်းချိုင်းယူထားမယူလို့ကတော့အမုန်းတိတ်ပါနော်ကျွန်တော်က PDF တွေပါနှစ်ဘက်တစ်ပြားဟိုငကားလို့ဟိုပါဟိုဗါတယ်တန်ခဲလို့ဘာလို့အဲ့ဒီကောင်တို့တီကောင်လို့အဲ့ဒီကောင်တွေကိုမပြောဘူးနော်အဘာပြောညအေးရအစနော်အေး MNDA ကိုကဆိုခင်ဗျကုန်းတန်းလောက်ကိုင်းချစ်ရောတော်ပြီလေငကူနေရအဲ့ဘာသိနေတွေကိုခိုင်နေလာလို့နေတဲ့ငါတို့အမုန်းတိတ်ရင်မင်းဆရာကြီးကိုတွားမေးလိုက် UWS ကိုငါတို့ဘလို့တိတ်ရတာခုတတ်မတော်ကြီးကအင်းအားတောင့်တင်းလာပြီဆိုရင်အမုန်းတိတ်ပါနော်ရွေးကောက်ပွဲပြီးအမုန်းတိတ်မှာခုလေးရမင်းတို့တေချာလေးငင်းချိုင်းယူထားလိုက်အဲ့ဒါလေးကိုတတိလာပြီးတာအခုຫນွေဦးတော်လိုင်းရေးမှာ UWS မပါရဲတာစစ်တပ်ကအမုန်းကြိတ်မှာကြောက်လို့မပါရဲတာလို့ပြောင်းထုတ်ပြောထားတာပါဝါရီရဲ့နေ့ရက်ကိုဒရိတ်ဆွတ်ထားတဲ့စကားပါဝါရီကကြောက်လို့မပါရဲတာလို့ထုတ်ပြောထားတာပါအဲ့ဒါတွေမကပါဘူးရွေးကောက်ပွဲမတိုင်ခင်ငင်းချမ်းရေးမယူရင်ဝါကိုကန်အေးအကုန်လုံးကိုအပြက်ရှင်းပြစ်မယ်လို့ပြောထားလိုက်ပါသေးတယ်အဲ့ဒါဟာဘူးလက်လှဆွေတယောက်တည်းရဲ့သဘောထားမဟုတ်ပါဘူးစစ်အုပ်စုတစ်ခုလုံးရဲ့သဘောထားပါဘူးလက်လှဆွေကအာချောင်တတ်တဲ့သူမို့လို့စစ်အုပ်စုထုတ်မပြောသေးတဲ့စကားတွေပွင့်ထွက်လာတာပါစစ်အုပ်စုရဲ့စိတ်ထားအမှန်သဘောထားအမှန်တွေပွင့်ကြလာနေတာပါဒါတွေကိုဝကိုကန်တို့ကလည်းမသိတာမဟုတ်ပါဘူးသိပါတယ်ဝါနဲ့စစ်အုပ်စုကြားထဲမှာမတိချောင်ဆောင်ပြီးတော့လက်ဆွဲနှုတ်ဆက်နေကြတာပါစစ်အုပ်စုရဲ့နံပါတ်1ရန်သူတော်ဟာဝပါပဲတခြားသူတွေပြီးလို့ရှိရင်ဝကိုချေမုန်းမယ်ဆိုတာအားလုံးသိတဲ့လျှို့ဝှက်ချက်ပါစစ်အုပ်စုအားပြန်ကြည့်လာလို့ရှိရင်အကုန်လုံးအစားခံရမှာပါဘယ်အဖွဲ့ကိုမှချမ်းသာပေးမှာမဟုတ်ပါဘူးကိုပြောရလို့ရှိရင်စစ်အုပ်စုခေါင်းပြန်ထူလာနိုင်လို့ရှိရင်စစ်နိုင်နေပါတယ်ဆိုတော့အေးလဲတပွဲတည်းတောက်မခံနိုင်ပါဘူးအဲ့ဒီချက်ပို့ပြီးတော့ထိထိရောက်ပြောရမယ်ဆိုလို့ရှိရင် UWSA ဝပြည်သွေးစီညီညွတ်ရေးတက်မတော့လဲတောက်ခံပြီးတော့ကြံမနေနိုင်ပါဘူးကြံတဲ့သူတွေကိုရှင်းပြီးလို့ရှိရင်ဝကိုရှင်းကိုရှင်းမှာပါစစ်မတိုက်ပဲထိုင်ကြည့်နေကြတာပါကျွန်တော်တို့ကဂျားနေတွေဘာဆိုတဲ့ရှမ်းတောင်ရှမ်းမြောက်အဖွဲ့ကိုလည်းချမ်းသာပေးမှာမဟုတ်ပါဘူးစစ်အုပ်စုရဲ့ပြည်တွင်းစစ်ရက်စဲရေးဆိုတာအဲ့ဒါပါအရင်တော့ကလောက်ခဲ့တယ်လို့မျိုးငင်းချမ်းရေးယူမယ်အပြည့်ရလို့ရှိရင်စီးပွားရေးလေးလောက်ခွင့်ပေးလိုက်မယ်ငါတို့ကတော့ AACC ချမ်းသာနေခွင့်ရလိုက်အောင်မယ်လို့တချို့စိတ်ကူးရင်နေတဲ့သူတွေရှိချင်ရှိပါလိမ့်မယ်အဲ့ဒီစိတ်ကူးရဲ့အိမ်မက်တွေဟာဒီနေ့အချိန်မှာအလုပ်ဖြစ်ဖို့တိတ်မရှိတော့ပါဘူးအချောင်သမားဝါဒအတွက်စစ်အုပ်စုကအရင်လိုတကားဖွင့်ပေးမှာမဟုတ်တော့ပါဘူးစစ်အုပ်စုကသူတို့ကိုယ်တိုင်ရေးထားတဲ့2008အခြေခံဥပဒေအောက်ကစစ်တပိုင်းအရက်သားတစ်ပိုင်းအစိုးရကိုတောင်မှဖျက်ပြီးတော့အာဏာသိမ်းလိုက်ခရဲကလက်နက်ကင်တပ်ဖွဲ့အားလုံးကိုဒီဒီချိန်မှာအပြတ်ချေမှုမှုရီမန်းချက်ရှိပြီးသားပါကျွန်တော်တို့တိုင်းပြည်မှာလက်နက်ကင်တော်လှန်ရေးအဖွဲ့တွေအများကြီးရှိပါတယ်အဲ့ဒီအဖွဲ့တွေအားလုံးတညီတညွတ်ထဲဝိုင်းတိုက်ရင်စစ်အာဏာရှင်စနစ်ကိုဖြိုချနိုင်မဲ့အခွင့်ကောင်းအခြေအနေကောင်းတွေအများကြီးရှိခဲ့ပါတယ်ဒီနေ့ချိန်မှာလည်းရှိနေပါသေးတယ်ဒီနေ့ချိန်တွေဟာတော်လှန်ရေးအောင်မြင်ဖို့အတွက်အခြေအနေကောင်းတွေအများကြီးရထားတဲ့အခြေအနေပါငယ်တဲ့လူကြီးတဲ့လူဆိုပြီးတော့ခွဲခြားနိုင်မယ်ဆိုရင်တော့အလုပ်ဖြစ်မှာမဟုတ်ပါဘူးအမေရိကန်လူနဲ့တရုတ်လူမပေါင်းဘူးဆိုတာမျိုးလုပ်နေလို့ရှိရင်လည်းအောင်မြင်မှာမဟုတ်ပါဘူးလက်ဝဲသမားနဲ့လက်ရသမားခွဲခြားနေမယ်ဆိုလို့ရှိရင်လည်းရှစ်ဆက်တိုးနိုင်မှာမဟုတ်ပါဘူးဒီနေ့ချိန်ဟာကြီးများနေရမယ့်အချိန်မဟုတ်ပါဘူးစစ်အာဏာရှင်ကိုစန့်ကျင်သူမှန်သမျှပေါင်းစည်းညီညွတ်ကြရမယ့်အချိန်မှာတော်လိုင်းရဲ့အဖွဲ့အချင်းချင်းအကြားမှာကိုပဲတချို့လူတွေမှာရန်ညိုးရန်စရှိကြပါတယ်တချို့လူတွေမှာ
မတူညီတဲ့အကျိုးစီးပွားတွေရှိကြပါတယ်တချို့လူတွေမှာနယ်မြေအငင်းပွားမှုတွေရှိကြပါတယ်တချို့လူတွေမှာသယံဇာတပြိပခါတွေရှိကြပါတယ်အဲ့ဒါတွေအားလုံးကိုယာယီခဏဘေးချထားပြီးတော့မပေါင်းမဖြစ်ပေါင်းကြရမယ်အချိန်မှာပြည်သူလူထုရဲ့မျက်နှာကိုထောက်ထားပြီးတော့ကိုယ်အချင်းချင်းအကြားကမတူကွဲပြားမှုတွေပြိပခါတွေကိုမေ့ထားကြရမယ်အချိန်မှာကိုယ်မာနတွေကိုရှော့ချပြီးတော့လူမျိုးပေါင်းစုံပြည်သူလူထုကြီးရဲ့မျက်နှာကိုကြည့်ကြရမယ်အချိန်မှာရှေ့ရမှာအသက်ပေးပြီးတော့တိုက်နေကြတဲ့လူငယ်တွေတော်လှန်ရေးသမားတွေရဲ့မျက်နှာကိုထောက်ထားပြီးတော့မရတဲ့နည်းနဲ့မဖြစ်တဲ့နည်းနဲ့ပေါင်းကြရမယ်အချိန်မှာကြာဆုံးသွားတဲ့လူငယ်တော်လှန်ရေးသမားတွေရဲ့မျက်နှာကိုထောက်ထားပြီးတော့ခေါင်းဆောင်ကြီးတွေကကိုကျိုးစွန့်အနစ်နာခံပူပေါင်းကြရမယ်အချိန်မှာပေါင်းမှုကိုဘာလို့အတင်းအဓမ္မနှိုးဆော်တိုက်တွန်းနေရတယ်လဲဆိုတော့ရှင်းရှင်းလေးပါမပေါင်းရင်အလုံးသိကြတော့မှာမဟုတ်ပါရွေးစရာလမ်းကနှစ်လမ်းပဲရှိပါတယ်ပေါင်းကြမလားအသိခံကြမလားဒါပါပဲ